လာသားရွယ်မှာပဲမိဘတွေကစွန့်ပစ်ခြင်းခံရပေမဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့်လူပြောများနေတဲ့သမီးလေးခင်တရာကျော်အင်တာနက်ပေါ်မှာလူတွေရဲ့ချစ်ချင်းဂရုဏာကိုခံစားနေရတာကတော့မိဘမဲ့ကလေးငယ်လေးသမီးလေးခင်တရာကျော်မျိုးဆက်ပဲဖြစ်ပါတယ်။သမီးလေးခင်တရာကျော်မျိုးဆက်ဟာပသိမ်ကြီး YGW မိဘမဲ့ဂေဟာမှာနေထိုင်ရင်းနဲ့အင်တာနက်ပေါ်မှာသမီးလေးငိုနေတဲ့ပုံရိပ်လေးတွေသမီးလေးရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့်နာမည်ကြီးလာတာပါ။သမီးလေးခင်တရာကျော်မျိုးဆက်ကမိဘမဲ့ကလေးတွေအားလုံးထဲမှာရုပ်ရည်တန့်ပြန်ပြီးတော့တကယ့်ကိုမြင်တဲ့သူတိုင်းမျက်နှာမြင်တနာကျုံနာသက်ချစ်ခင်ခြင်းကိုခံခဲ့ရတဲ့သမီးငယ်လေးဖြစ်ပါတယ်။သမီးငယ်လေးကြောင့်လည်း YGW မိဘမဲ့ဂေဟာကပို့ပြီးတော့လူတွေကတရိပ်ထားမိလာကြတာပါ။ YGW မိဘမဲ့ဂေဟာကဖုံဖုံတွေရဲ့အဆိုအရသမီးငယ်လေးခင်တရာကျော်မျိုးဆက်ကိုမိဘတွေကလာသားရွယ်မှာကလေးကစွန့်ပစ်သွားကြတာလို့ဆိုပါတယ်။သမီးငယ်လေးဟာအခုချိန်မှာ9နှစ်အရွယ်ရှိနေပြီဖြစ်ပြီးတော့ Grade 3မှာပညာသင်ကြားနေရပါ။သမီးငယ်လေးခင်တရာကျော်မျိုးဆက်ဟာပညာထူးချွန်ပြီးတော့အဆင့်1နှစ်3အမြဲရတယ်လို့ဆိုပါတယ်။သမီးငယ်လေးခင်တရာကျော်မျိုးဆက်ဟာကြီးလာရင်လေးရင်မလုပ်ချင်တဲ့ဘဝရည်မှန်းချက်ရှိပါတယ်။အခုချိန်မှာတော့သမီးလေးကဝမ်းနဲ့အားငယ်တက်ပြီးတော့စိတ်ကောင်းရှိတယ်လို့သမီးလေးကိုပညာသင်ကြားပေးနေတဲ့ YGW ကဆရာမလေးကဆိုပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာစာဝင်နေကြတဲလာတဲ့အချိန်ခါသမယမှာမိဘတွေဟာသားသမီးတွေကိုစွန့်ပစ်မှုတွေကပိုပြီးတော့များလာပြီးတော့ YGW ခိုင်နှင်းဝေမိဘမဲ့ဂေဟာစတဲ့နေရာတွေကကုညီစောင့်ရှောက်ထားရတာလည်းဖြစ်ပါတယ်ရှင်။